အားလုံးကျွန်တော်တို့ဆိုင်လုံးရဲ့နီးစီးနီးလေးကျွန်တော်တို့ချက်တော့တူကြည့်လိုက်ရနော်ဟယ်လိုအမျိုးလူကြီးမွေးခင်းနော်တန်ပြာကြီးစိတ်ဖြီးနေတယ်နော်နှလုံးတော့ညစ်အကြီးအောင်ညစ်ဟင်းချုံမုံဒီဟင်းချုံမုံတစွန်းတော့ထက်တက်တုံဖြူကိုငါးမွာတော့ညက်အောင်ထောင်းပင်ထက်အဲ့ဒါကိုတမအောင်နေလိုက်ဘာကောင်းလဲဆိုတော့အဲ့ဒီကအစိတ်ပြေးပါလေဗျအစိတ်တက်နေတာကိုဟောကင်းကိတ်တာလို့ကီမီကောက်ကိတ်တာလို့ရားကိတ်တာလို့ပေါ့နော်အစိတ်တက်နေရလေအစိတ်မှန်တယ်မြောက်ကိုပြေးပါလေဗျအဲ့ဒါကိုစွမ်းလို့လာပြောပြပေးတာစမ်းလိုက်ကြည့်ပါနော်လက်တွေ့ကိတ်အစိတ်တက်နေနေရတော့လိမ့်မိလိုက်အဲ့ဒါကိုတမအောင်နေပြီလိမ့်မိလိုက်ပြော့ကိုပြော့တယ်အစိတ်ပြေးတယ်အဲ့လာပြောပြပေးတာဟယ်လိုအမျိုးလူကြီးလူတက်ပြင်ကြမယ်နော်တန်ပြာကြီးနှလုံးတော့ညစ်အကြီးအောင်ညစ်ဟင်းချုံမုံဒီဟင်းချုံမုံတစွန်းတော့ထက်တက်တုံဖြူကိုငါးမွာတော့ညက်အောင်ထောင်းပင်ထက်အဲ့ဒါကိုတမအောင်နေလိုက်ဘာကောင်းလဲဆိုတော့အဲ့ဒီကအစိတ်ပြေးပါလေဗျအစိတ်တက်နေတာကိုဟောကင်းကိတ်တာလို့ကီမီကောက်ကိတ်တာလို့ရားကိတ်တာလို့ပေါ့နော်အစိတ်တက်နေရလေအစိတ်မှန်တယ်မြောက်ကိုပြေးပါလေဗျအဲ့ဒါကိုစွမ်းလို့လာပြောပြပေးတာစမ်းလိုက်ကြည့်ပါနော်လက်တွေ့ကိတ်အစိတ်တက်နေနေရတော့လိမ့်မိလိုက်အဲ့ဒါကိုတမအောင်နေပြီလိမ့်မိလိုက်ပြော့ကိုပြော့တယ်ဘယ်လိုဆိုရင်သားကြစိတ်ပြေးအဲ့လာပြောပြပေးတာဟယ်လိုမင်္ဂလာပါအမျိုးလူကြီးဟောဒီမှာ shorty ဒီ shorty ကိုလေပပလေးလီပြီးဟောဒီမျိုးဘူးထဲထဲတာဘူးထဲထဲလီပြီးဘူးထဲထဲပါနောက်ပြီးတက်စီလောင်းထဲတက်စီအတိထဲလိုက်မြုပ်အောင်ထဲလိုက်မြုပ်အောင်ထဲပြီးတေချာလေးဖုံးထားပြီးတပတ်10လောက်နေလန်းထားပါနောက်ပြီးအဲ့ဒါဆိုရင်သုံးဆွဲလို့ရပြီအဲ့ဒါဘာကောင်းလဲဆိုရင်ခြေလက်ထုံကျင်သမားလေးလိမ့်အရန်စွမ်းတယ်နောက်ပြီးကြောတက်တာလို့အကြောတက်တာလို့ဆက်ကြောတက်တာလို့လိမ့်ကောင်းတယ်အမျိုးတွေကိုအလုံးချစ်တယ်စမ်းတာကြီးပါလိမ့်ကြီးပါဆိုးကျိုးမရှိပါဘူးအလုံးချစ်တယ်ဟယ်လိုမင်္ဂလာပါအမျိုးလူကြီးဟောဒီမှာ shorty ဒီ shorty ကိုလေပပလေးလီပြီးဟောဒီမျိုးဘူးထဲထဲတာဘူးထဲထဲလီပြီးဘူးထဲထဲပါနောက်ပြီးတက်စီလောင်းထဲတက်စီအတိထဲလိုက်မြုပ်အောင်ထဲလိုက်မြုပ်အောင်ထဲပြီးတေချာလေးဖုံးထားပြီးတပတ်10လောက်နေလန်းထားပါနောက်ပြီးအဲ့ဒါဆိုရင်သုံးဆွဲလို့ရပြီအဲ့ဒါဘာကောင်းလဲဆိုရင်ခြေလက်ထုံကျင်သမားလေးလိမ့်အရန်စွမ်းတယ်နောက်ပြီးကြောတက်တာလို့အကြောတက်တာလို့ဆက်ကြောတက်တာလို့လိမ့်ကောင်းတယ်အမျိုးတွေကိုအလုံးချစ်တယ်စမ်းတာကြီးပါလိမ့်ကြီးပါဆိုးကျိုးမရှိပါဘူးအလုံးချစ်တယ်ဟယ်လိုမင်္ဂလာပါအမျိုးလူကြီးဟောဒီမှာတရက်ဒီအရွက်ပဲတရက်နုပေါ့တရက်ရွက်နုဒီဟာကိုတလောကိုတကယ်လို့ဒီမှုထက်ဒီနေ့လောက်ထက်ဖုံးထားပြီးရင်ညတော့မနေ့တော့ညအဲ့ရဝင်ခါလေးတော့မနေ့အဲ့ရထားတော့တနေ့တစ်ခွက်တော့ပြီးတစ်ခွက်နှစ်ခွက်တော့ပြီးဘာကောင်းလဲဆိုရင်စီးချိုသမားလေးအရန်ကောင်းတယ်အရန်စွမ်းတယ်တဲရွက်ဒီရက်ကိုပြုတ်စားလို့လည်းရတယ်ဒီလေးစားလို့ရတယ်ဒီနေ့ပွက်နေတာထဲပြီးရင်ဒီအကြီးကိုတော့ပေးပါ
ဒီဘူးတူရဲ့ရောက်ပေါ်ကြောက်ရတယ်နေ့စဉ်များပုံမှန်ဆက်ပေးသွားဖြစ်ကျွန်တော် YouTube channel လေးကို subscribe လုပ်နေ subscribe လုပ်သွားပြကြပါနော်အားလုံး